ဟေးဒါဘာလေးလဲသိကြလားရှင်ကျွန်မဘာလေးလှုပ်စားနေလဲထင်လဲရှင်ည9နာရီကျော်မှဝိတ်တက်စားလေးလှုပ်စားပြလိုက်ပါပြီအရန်ကိုလှုပ်ချင်ကိုင်းချင်နေတဲ့အကိုကြီးတွေရောက်နေတာဖြစ်တဲ့အတွက်မနှဲကိုထိန်းထားပါတယ်အာလူဆိုလဲနဲချင်တယ်ကြက်ဥဆိုလဲခွာချင်တယ်ထောင်းချင်တယ်လှီးချင်တယ်ပြောရင်ဆိုရင်လည်းပေးဆိုပြီးကင်မရာကြီးလာလူနေပါပြီဒါလေးကတော့သူ့အကြီးလေးကအာလူပြုတ်ကလေးကိုခွာနေတာပါအဲ့ဒီကတော့သူ့ငယ်လေးကခွာပေးနေကလေးခွာနေပါရဲ့သူ့လက်ထဲမှာနှလုံးလောက်ချိန်မော့သွားပါတယ်ရှင်ဘာလို့စားမှလဲဆိုတော့အာလူကလေးလေးစားမှဖြစ်ပါတယ်အာလူလေးတွေကိုကျမကကြက်ဥတို့ငုံတို့ကိုအထက်မှာမြုပ်ပြီးတော့ကြော်စားမှဖြစ်ပါတယ်ဟိုအာလူလေးတွေကိုတော့အရင်ဆုံးပပလေးတီးမယ်ပြီးရင်ထည့်ထောင်ထားပါမယ်ပြီးရင်တော့အကျော်မုံစားပုံမုံလေးထည့်ပြီးတော့ကျမအရသာလေးနှဲထားပါမယ်စီးနေအောင်နှဲထားပြီးတော့လုံးလေးလှုပ်ထားပါမယ်ရှင်ဒါကတော့တူလေးဝိုင်းထားတဲ့မညီမညာလုံးလေးတွေကိုထည့်ကျော်ထားတာဖြစ်ပါတယ်ဒါကတော့မညီမညာအလုံးလေးတွေကိုကြော်ပြီးတကားလာပေါ့နော်ထွက်လာတဲ့ပုံလေးပါဒါကတော့နောက်တအိုးကိုတူတူချာချာလေးလုံးပြီးတော့အကျော်မုံလေးနဲ့ကပ်ပြီးတော့ထပ်ကျော်ထားတာပါဒီထဲမှာကြက်ဥပါတဲ့အလုံးတွေလည်းပါတယ်ငုံဥပါတဲ့အလုံးတွေလည်းပါတယ်ဘာမှမပါတဲ့အလုံးတွေလည်းပါပါတယ်ရှင်ကန်ကောင်းတဲ့သူစားပါမယ်ရှင်ကဲအခုဆိုရင်တော့ကျွတ်ကလေးနဲ့စားလို့ကောင်းတဲ့အာလူကတ်တလိပ်ကြော်လေးရပါပြီလိုက်လို့စားကြည့်ကြနော်